สวัสดีครับมင်္ဂလာပါလမ်းထိုက်ဝေဌာနတိပိတ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုကတော့စက်ရုံအလုပ်ရုံမှာ3-4-3ထားရှိတဲ့ထိုင်းစကားလုံးအချို့ကိုဒီဗီဒီယိုမှာပြပြမှာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုကိုစုံထိကြည့်တော့ပေးဖို့ပြောကြားချင်ပါတယ်ပထမအဆုံးအနေနဲ့ဌာနကိုထိုင်းလို့ဖနက်လို့ပြောမှာဖြစ်ပါတယ်ဖနက်ဆိုတာကဌာနလို့အဓိပ္ပာယ်ရပါတယ်เนาะဖနက်ဆိုတာဌာနပေါ့เนาะဟုတ်ပါပြီဥပမာအနေနဲ့ဘယ်ဌာနမှာနေတာလဲအဲ့ဒါကိုထိုင်းလို့ဘယ်လိုပြောမလဲယူဖနက်နိုင်ယူဖနက်နိုင်ယူဆိုတာကရှိတယ်သူမဟုတ်နေတယ်เนาะဖနက်ဆိုတာကဌာနနိုင်ဆိုတာကလဲဒါကအမေးစကားလုံးအဲ့ဒါကြောင့်ယူဖနက်နိုင်ဆိုတာဘယ်ဌာနမှာနေတာလဲလို့အတိတ်ပဲရပါတယ်ဘယ်ဌာနမှာရှိတာလဲဘယ်ဌာနမှာနေတာလဲเนาะနောက်ထပ်ဘာတွေရှိသေးလဲတာဝန်ကိုထိုင်းလို့နာထိဆိုတာကတာဝန်เนาะဟိုလောက်ရမယ့်တာဝန်ဟုတ်ပါပြီဥပမာทำหน้าที่อะไรทำหน้าที่อะไรทำဆိုတာကလုပ်တယ်หน้าที่ဆိုတာတာဝန်อะไรဆိုတာကဘာလဲဘာတာဝန်လုပ်တာလဲဘာတာဝန်ယူတာလဲပေါ့နော်ทำหน้าที่อะไรဘာတာဝန်လုပ်တာလဲปฏิบัติตามหน้าที่เนาะปฏิบัติตามหน้าที่ဆိုတာကိုတောင်ကိုလှုပ်ဆောင်တယ်ကိုတောင်ကိုလှုပ်ဆောင်တယ်ဟိုထိုင်းလို့ปฏิบัติตามหน้าที่ปฏิบัติตามหน้าที่เนาะปฏิบัติဆိုတာကလှုပ်ဆောင်တယ်หน้าที่ဆိုတာတောင်အဲ့ဒါကြောင့်ปฏิบัติตามหน้าที่ဆိုတာကိုတောင်ကိုလှုပ်ဆောင်တယ်အလုပ်ဝင်တာကိုထိုင်းလို့เข้างานเนาะเข้างานဆိုတာကအလုပ်ဝင်တယ်လို့အဓိပ္ပာယ်ရပါတယ်အလုပ်သိမ်းတာကိုเลิกงานဆိုတာကအလုပ်သိမ်းတယ်နေ့ဆိုင်ကိုกะเช้าသို့မဟုတ်กะกลางวันညဆိုင်ကိုกะดึกသို့မဟုတ်กะกลางคืนဒါပေမဲ့တချို့သောထိုင်းစကားလုံးအတန်ထွက်ကိုအမှန်ကန်ရေးပြဖို့ကတော့ဒါကမဖြစ်နိုင်ဘူးပေါ့နော်အနည်းဆက်ဆုံးအနေထားတစ်ခုပဲရေးပြလို့ရတယ်အဲ့ဒီကดึกဆိုတဲ့နေရာမှာดึกဖြစ်တဲ့အတွက်ကြောင့်လေချောင်းတန်နဲ့ထွက်ပေးရတယ်အဲ့ဒါကိုမြန်မာစာနဲ့အမှန်ဖြစ်အောင်ရေးပြလို့မရဘူးထိုင်းတရားတွေမှာဒါကမြန်မာတရားတွေမှာမရှိတဲ့တရားတွေပေါ့နော်အဲ့ဒါကအတန်ထွက်အမှန်ကိုဖော်ပြဖို့ခက်တယ်နော်ထွက်ရလဲခက်တာပေါ့နော်ดึกလေချောင်းတန်နဲ့ထွက်တာဟုတ်ပါပြီညဆိုင်ကိုကดึกသို့မဟုတ်ကกลางคืนလို့ပြောရမှာဖြစ်ပါတယ်အလုံနာတာကိုလာငานဆိုတော့ကအလုံနာတယ်ရစ်မှန်ကြီးကိုဘီးရခရန်ဆိုတော့ကရစ်မှန်ကြီးရစ်ပောင်ကြီးကိုเงินค้างวิกဆိုတော့ကရစ်ပောင်ကြီးနှစ်သက်စားပွဲနော်နှစ်သက်စားပွဲကြတော့งานเลี้ยงปีใหม่งานเลี้ยงဆိုတာကစားပွဲปีใหม่ဆိုတာကနှစ်သက်အဲ့ဒါကြောင့်နှစ်သက်စားပွဲကြတော့งานเลี้ยงปีใหม่ပေါ့နော်လက်ပွေနေတာကိုထိုင်းလို့စကယ်နီယိုစကယ်ဆိုတာကဖတ်တာနီယိုဆိုတာကလက်ချောင်းစကယ်နီယိုဆိုတာကလက်ပွေနေတာတချို့စက်ရုံမှာကတော့ကတ်ထိုးပြီးတော့ပေါ့နော်ကတ်ထိုးပြီးတော့အလုပ်ဝင်တာရှိတယ်အဲ့ဒါကတ်ထိုးတာကိုထိုင်းလို့ตอกบัตรလို့ပြောမှာဖြစ်ပါတယ်ตอกဆိုတာကထိုးတယ်ပေါ့နော်บัตรဆိုတာကကတ်အဲ့ဒါကြောင့်ตอกบัตรဆိုတာကကတ်ထိုးတာနော်ကဲအလုပ်ဝင်နောက်ကြတယ်ဆိုရင်เข้างานสายဆိုရင်အလုပ်ဝင်နောက်ကြတယ်ဟုတ်ပါပြီကဲဒီနေ့ဗီဒီယိုကတော့ဒီလောက်နဲ့ပဲဆုံးသက်မှာဖြစ်ပါတယ်ဒီဗီဒီယိုကအကျိုးတစုံတရာရှိခဲ့မယ်ဆိုရင် like and share လုပ်ဖို့မမေ့ပါနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြအောင်